ဒီမှာကြည်ကြည်ဖိုးမူလာတယ်ဗောနော်ဖိုးမူပြီးတော့ပြန်လာတယ်ဗောနော်အိမ်ပြန်လာတယ်ဖိုးဘာပဲပြောဗောနော်အခုလိုမျိုးမိဘတွေအသက်အရွယ်ကြီးနေတဲ့အချိန်ခါမှာစိတ်ချမ်းသာအောင်ထားတဲ့နော်ဒီမမကိုတော့တကယ်လေးစားတယ်ဗောနော်ဘယ်လိုပဲဖြစ်မိဘကိုပျော်အောင်ထားတယ်စိတ်ချမ်းသာအောင်ထားတယ်တကယ်လေးစားတယ်ဗောနော်ကြည်ရတယ်ဘဘကြီးကတော့ပြန်လာပါပြီဟေးမူးလာပြီလားမူးတယ်ဘယ်နဲ့တော့မူးတယ်ဘယ်နဲ့ခောက်တည်းရှိပြီလဲနှစ်ခေါက်ရှိပြီဒီနေ့အဖေကိုပြောတယ်လေအမေကကိုသိန်းလွင်နဲ့ရှင်းနဲ့တိတ်မတောင်းနဲ့နော်ဧည့်သည်တွေရောက်တယ်ပြောနေရလေအေးအဲ့ဒါအမေသိရင်ဖေးနော်ပြဿနာတဲဦးမယ်နော်သိရကထော့စားရတာသူလာတော့ဟုတ်ပါတယ်အေးလာပြီလာအဲ့ဒီကရောက်လာတော့ပါဟုတ်တယ်တော့မှကဆုတ်တာလူဟုတ်ပါဦးဒီမှာငါ့ဘောလားဘောငါ့ကိုနေလက်ကမလုပ်ကြလေဟုတ်တယ်လောကသမားဆိုတော့ဟုတ်တယ်လောက်ရတော့အမေကြောင်ဘာမှမပြောဘူးတော့အဖေကပြောတာအဖေလို့အမေသိမယ်လို့အမေသိရင်တို့အဖေကိုပြောရင်ဒီကမှငါတချီထိုးချလိုက်ပဲလို့ तू ပြောတာညာလွဲနေတဲ့ချာဒီငါဆုတ်တာမူရတာမိန်းမပဲစစ်တယ်ပြောငါပြောတော့ငါပုံးတယ်ငါကသားမရဘူးစေတနာမြစ်တာပြောသွားနေပြောတာဟုတ်လားအေးအားပဲဒီတော့ပြန်ခေါ်တယ်ဒီချို့တဲ့ရေးတဲ့ခေါင်းလေးပို့လိုက်တယ်အမေဒါဒီတော့ပြန်ခေါ်လာငါဟောရောက်ကြပဲလေဒီပါစေတနာငါပြန်ငါအများနဲ့ခွင့်တော့ငါဒီဆက်တယ်ဘယ်လိုပဲဖြစ်ပါလေနော်ချော်တာဘယ်လိုပဲဖြစ်ပေါ့နော်မိဘတွေကိုစိတ်ချမ်းသာအောင်ထားတဲ့ဒီမမကိုကတော့တကယ်လေးစားတယ်နော်မမနော်ဘယ်လိုပဲဖြစ်မိဘတွေအရွယ်ရောက်လာတဲ့အချိန်မှာဆိုရင်ဘာမှမလုပ်နိုင်တော့ဘူးမကန်နိုင်တော့ဘူးပေါ့နော်ဘယ်လိုပဲဖြစ်ခုလိုမျိုးစိတ်ချမ်းသာအောင်ထားပေးတာလေးကတကယ်ချစ်ဖို့လည်းကောင်းတယ်ပေါ့နော်တကယ်လေးစားပါတယ်လို့စီးစိမ်ဥစ္စာတွေတနေ့တခြားတိုးပါပါစေနော်โอเคဘိုင်ဘိုင်နောက်ပြီးကြမှာပြန်တွေ့ကြမယ်နော်ဒီမှာငါ